အဲ့ဒီလူရဲ့အရေးပြားတွေကခဏချင်းမှလည်းအရေးပြောကွယ်သွားပြီးနီရဲနေရဲ့ကြွသားမြင်တွေဖြည်းဖြည်းချင်းပေါ်လာတယ်အဲ့ဒီနောက်ကြွသားတွေပါမြန်မြန်ဆန်ဆန်ပဲပြောကြသွားပြီးစက္ကန့်ပိုင်းအတွင်းမှာဖြူခွေးနေတဲ့အယိုးစုကြီးပဲကျန်တော့တယ်ကြည်နေတဲ့သူတွေထိတ်လန့်တုန်လှုပ်နေတော့မှာပဲအဲ့ဒီအယိုးစုကြီးကပါပျောက်ကွယ်သွားပြန်ရောနောက်ဆုံးတော့သူဟာလောကကြီးတဲကနေလုံးဝပျောက်ကွယ်သွားတယ်လို့မျိုးတကိုယ်လုံးဖောက်ထွင်းမြင်ရတဲ့အခြေအနေဖြစ်သွားတော့တာပေါ့ဒါပေမဲ့သိပ္ပံပညာရှင်တွေကတော့အရန်ကိုဝမ်းသာနေကြတယ်ဘာလို့လဲဆိုတော့သူတို့ရဲ့စမ်းသပ်မှုကြီးကအောင်မြင်သွားပြီလေတမိုင်းမှာပထမဆုံးဖောက်ထွင်းမြင်ရတဲ့လူသားပေါ်ထွန်းလာခဲ့ပြီဒါပေမဲ့ဒီလူဟာထိမ့်မနိုင်သိမ့်မရဖြစ်လာမှာကိုစိုးရိမ်တာကြောင့်သူ့အတွက်အရေးပြားအတုတစ်ခုလုပ်ပေးဖို့ဆုံးဖြတ်လိုက်ကြတယ်အရင်ဦးဆုံးမျက်လာရဲ့ဘဲညာအနာသက်တွေအကုန်လုံးကိုလွှမ်းခြုံသွားအောင်ဆီလီကွန်တွေနဲ့ပုံသွင်းလောင်းချလိုက်တယ်ပြီးတော့လေအားနဲ့အဲ့ဒီဆီလီကွန်တွေကိုအမြန်ဆုံးအသားကျအောင်လုပ်လိုက်တဲ့အခါမျက်နှာဖုံးတစ်ခုရလာတာပေါ့တခွဲကန်းထဲမှာအကြာကြီးနေခဲ့ရတယ်ဒီဖောက်ထွင်းမြင်ရတဲ့လူဟာအမြဲတမ်းလိုစိတ်တော်ဒေါသထွက်နေပြီးအဖွဲဝင်တွေနဲ့လည်းခဏခဏပြဿနာတက်လေရှိတယ်အဲ့ဒီနေ့ကတော့သူ့ကိုစောင့်ကြည့်ဖို့တာဝန်ကျတဲ့အမျိုးသမီးသိပ္ပံပညာရှင်တယောက်ရဲ့အလှည့်ပေါ့သူမကမီးရောင်အောင်မှာငြိမ်နေတဲ့ဖောက်ထွင်းမြင်ရတဲ့လူကိုကြည့်နေမိတယ်သူမဟာလည်းအဖွဲထဲမှာကခြားသူတွေနဲ့တိတ်အစင်မပြေလာတဲ့သူပါဒါပေမဲ့သူမမသိလိုက်တာကအဲ့ဒီလူဟာအခန်းထဲကနေခိုးထွက်သွားပြီးသူမရဲ့ရုံခန်းထဲကိုတောင်ရောက်နေပြီဆိုတာပဲနင်းနေကြိုက်အေးပြောနေတဲ့သူမကိုကြည့်ရင်းနဲ့သူ့ရဲ့ရင်ထဲမှာစိုးရိမ်စိတ်တွေနဲ့အတူထိန်းချုပ်မရတဲ့စိတ်အာရုံတွေတရရိပ်တက်လာပါတော့တယ်